မိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့ကခက်ပအကြောင်းနဲ့စီးပွားရေးအကြောင်းကိုမစ်ဆက်ပြဖြစ်ပါနော်ဒါစိတ်ကထုတ်လို့တဲ့ခက်ပပဲဖြစ်ပါတယ်ကျွန်တော်ကုမ္ပဏီမှာကိုပိုင်ဆက်ရရှိတယ်ကိုပိုင်ဆက်ရနေပြီးတော့ဒီခက်ပအမ်ဘဲလ်ခက်ပတွေကိုအများကြီးထုတ်လို့ပြီးတော့ဖြတ်ချီပေးနေတာဖြစ်ပါတယ်ဒါခက်ပပိုက်ရှင်ဖြစ်ချင်တော့ကျွန်တော်အားလုံးဘာတော့ရနဲ့ရှာဝင်ရမှာဖြစ်ပါတယ်ခင်ဗျဘာတော့ရနဲ့ရှာဝင်တာနဲ့ဒီစီးပွားရေးကုမ္ပဏီဒီစီးပွားရေးကုမ္ပဏီအားလုံးကိုပိုင်သွားမယ်။ဆက်ကိုပိုင်မယ်ပြီးလို့ရှိရင်ကုမ္ပဏီကိုပိုင်မယ်အင်ဂျင်တွေကိုပိုင်မယ်ပြီးရင်စီးပွားရေးကိုခေါင်းဆောင်နေတဲ့စီးပွားရေး marketing ဖွဲ့နဲ့ဒါဓာတ်ရိုက်ပတ်သက်သွားတယ်။ဟုတ်ပြီနော်။အဲကြောင့်မို့ဒီစီးပွားရေးကြတော့အများဆင်မြင်တဲ့စီးပွားရေးဖြစ်တယ်လို့ဒီစီးပွားရေးထက်မှာဘယ်လိုရှာတဲ့မိတ်ဆွေတွေတကယ်ချင်းတွေအားလုံးအတွက်နောက်မှာပစ္စည်းများစွာကိုထိုးလို့ပိတ်နေတဲ့လောသမားခေါင်းတွေနဲ့တူစီးပွားရေးပညာရှင်တွေနော်ပစ္စည်းထုတ်လုပ်တဲ့ပညာရှင်တွေအများကြီးနောက်မှရှိတယ်ဗျဒီခုထုတ်လုပ်နေတဲ့ခပဆိုရင်ကျွန်တော်အားလုံးဘာမှတွေးတောစရာမလိုဘဲနဲ့ဒါစီးပွားရေးထဲမှာကိုတိုင်ဝင်ရောက်ပြီးတော့ရှယ်ဝင်ပြီးတာနဲ့ကိုရဲ့မိတ်ဆွေတကယ်ချင်းတွေအားလုံးကိုဖြတ်ချီနေအောင်ခိုက်ခန်းစွာနဲ့ထုတ်လုပ်ပေးနေတာတစ်စိပ်တစ်စိပ်ပညာရှင်လူသမားတွေအားလုံးပါနော်အားလုံးဖန်တီးနေကြတာဒါစက်ရုံမှာခပတ်တွေကိုဖန်တီးနေပုံစံနေဆရာဝန်တာနဲ့ဒီခပတ်တွေအားလုံးပိုက်ရှင်ကဒီဗီဒီယိုဖိုင်ကိုနောက်ထောင်တဲ့သူတွေအားလုံးပဲဒီဗီဒီယိုဖိုင်ကိုနောက်ထောင်တဲ့သူတွေအားလုံးကခပတ်ပိုက်ရှင်ဖြစ်နေမယ်ဆိုရင်ကိုကဘာလုပ်မလဲဆိုရင်ကိုကဖောက်တဲ့ရှာရပါပဲဖောက်တဲ့ရှာပြီးတော့လူတွေအားလုံးဖောက်တဲ့အားလုံးလွတ်တဲ့ကူဝယ်သုံးနိုင်အောင်ကိုတိုင်ပို့เสียမလို့ပဲနဲ့ပုံမဲ့နေစင်းတွေကိုလည်းပဲကုမ္ပဏီကအလုံးဖန်တီးပေးပေးတာဆိုတော့ပစ္စည်းကတော့အရန်ကောင်းတယ်လို့ပြောတာအထက်လူတဲ့အတွက်အရန်တက်တော်တဲ့ပစ္စည်းဖြစ်တယ်ဗျ။ဘာဖြစ်လို့ဆိုတော့ခပတ်ကတမယုခပတ်မဟုတ်ဘူးတားလဲဓာတ်အား1500ပါတဲ့ခပတ်ဖြစ်တယ်။ပြီးရင်လှပစွာခိုက်ခါစွာထုတ်လုပ်ထားတဲ့အတွက်ကြာရှည်ခံတယ်ပြီးရင်စမတ်ကြတယ်ကျွန်တော်ဆိုရင်ခုကပတစ်ချောင်းဝယ်ထားတာကြားကြီးခံတယ်ဗျအားကြီးခံတယ်ဒါကြောင့်မို့မိတ်ဆွေတကယ်ချင်းတွေအားလုံးစိတ်ချယုတ်ကြည်စွာနဲ့ဒီကပတ်ကိုဝယ်ယူသုံးစွဲနိုင်တယ်ကိုဝယ်သုံးစွဲတဲ့အချိန်မှာလည်းပဲကိုယ့်အတွက်အကျိုးကဘာရမလဲဆိုတော့ခါကြောညတ်တာနော်ပြီးလို့ရှိရင်ခါနာတာခါကိုက်တာနော်ဒါတွေအားလုံးကိုလည်းပဲသူကကုသပေးတဲ့ဆယ်ဝတ်တပါလို့ပါပဲအားလုံးအတွက်အရန်ကောင်းတဲ့ပစ္စည်းဖြစ်တဲ့အတွက်ဖေးပစ္စည်းကအရန်လှပတာကကျွန်တော်ငွေရောင်ထုတ်လုပ်ပေးထားတယ်ကျုပ်ဆိုရင်တော့ရွှေရောင်လေးတွေရှိတယ်ဗျဒါပေမဲ့ကျွန်တော်တို့သုံးတာကြတော့ငွေရောင်တွေပုံများတယ်နော်ငွေရောင်ပုံများတယ်ဒီပစ္စည်းတွေအားလုံးကိုကျွန်တော်တို့ထက်နဲ့ကျွန်တော်မလေးရှားမှာတစ်ဆက်ပေါ့မလေးရှားစေုံမှာတစ်ဆက်ထက်နိုင်ငံကိုတင်သွင်းလာပြီးတော့ကျွန်တော်အားဖြတ်ချီကြတာဆိုတော့တစ်ဆက်လို့တဲ့နေရာမှာအခုမြင်နေရတာကြောင့်ကပတ်ရဲ့တာလက်ဓာတ်1500ပေါ့အပါတယ်တာလက်ဓာတ်အပေါ့နော်ဆိုတဲ့အားလုံးဆိုတော့ဒီလက်စစ်အမြဲတမ်းရရှိဖို့အတွက်ကျွန်တော်ရဲ့အားလုံးရဲ့နောက်မှာပါနော်ခုလိုမျိုးပစ္စည်းတွေကိုထုတ်လုပ်ပေးနေတဲ့ပြုပြင်ပေးနေတဲ့ပညာရှင်တွေအများကြီးစုပေါင်းထားတာဗျနော်ဒါကြောင့်မိတ်ဆွေတွေအားလုံးဘာလို့သိလဲဆိုရင်ကျွန်တော်ကတော့ဘာလေးတော့ရတဲ့ share ဝင်ပြီးတော့စီးပွားရေးလုပ်ငန်းရှင်ဖြစ်အောင်ပဲအားလုံးကိုကြာပြုချင်တာဘာလို့ဆိုတော့ကျွန်တော်ရဲ့တာကိုဝင်တော့ထောင်နေတဲ့သူတွေအားလုံးကအများအဖြစ်ညာပြည်သူပြည်သားတွေများတိုင်းအတွက်ကြောင့်ညာပြမျိုးတွေအားလုံးအတွက်စီးပွားလုပ်ငန်းကောင်းတစ်ခုရှိပါတယ်လို့ပြောတာထက်စီးပွားလုပ်ငန်းကောင်းကြီးကဒီလိုပါလားဆိုတာကိုအားလုံးမြင်ဖို့အတွက်အခုဆိုရင်ပစ္စည်းတွေကိုထုတ်ပို့ပြီးတာနဲ့ဒီပစ္စည်းတွေအားလုံးကိုစက်ရုံကနေပြီးတော့မလေးရှားနိုင်ငံစက်ရုံကနေပြီးတော့ထိုင်းနိုင်ငံကုမ္ပဏီကိုတင်ပို့ဖို့အတွက်အဆင်သင့်ဖြစ်သွားပြီဒီစနစ်ဖြစ်တဲ့ပစ္စည်းတွေအားလုံးကိုထိုင်းနိုင်ငံထိသူတို့အားလုံးကပို့လာကြတာဒါဆိုရင်ပို့လာကြတဲ့ပစ္စည်းတွေအားကိုဘာလို့ဆရာလို့ဘာမှလုပ်ဆရာမလုပ်ဘူးဒီပစ္စည်းတွေအားလုံးရဲ့ပိုက်ရှင်ဖြောက်ပဲလုပ်လိုက်ပါပိုက်ရှင်ဖြောက်ဘယ်လိုလုပ်ရမလဲဘာလေးတော့ရတယ်ရှယ်ဝင်ရုံပါပဲဘာလေးတော့ရတယ်ရှယ်ဝင်တာနဲ့မိတ်ဆွေတွေတကယ်ချင်းတွေအားလုံးကစီးပွားရေးလုပ်ငန်းရှင်ကြီးတယောက်ဖြစ်သွားပြီစီးပွားရေးလုပ်ငန်းရှင်ကြီးတယောက်ဖြစ်ပြီဆိုတာနဲ့ဘာလို့ရမလဲဖောက်တဲ့တွေကိုများရှာပေးလို့ရှိရင်ဖောက်တဲ့အားလုံးပစ္စည်းတော့တအောင်သင်ပေးဖောက်တဲ့အားလုံးပစ္စည်းအကြောင်းကိုသိအောင်ပြောပြဆိုရင်ကျွန်တော်အားလုံးရောက်လာတဲ့ပစ္စည်းတွေအားလုံးကိုကိုယ်တိုင်ဖြတ်ချီရင်းနဲ့ပဲလုပ်ငန်းရှင်ကြီးဖြစ်သွားမှာဆိုတော့တနိုင်ငံလုံးကိုလုံးမလားဘယ်နိုင်ငံထိဖောက်မလဲဟော
ကိုတိုင်ကကိုရဲ့စူးစမ်းအားထုတ်မှုရဲ့စွမ်းရည်နဲ့ပတ်သက်ပြီးတော့ကျတဲ့နိုင်ငံလို့ရတယ်လောနိုင်ငံတို့ကမ္ဘောဒီးယားနိုင်ငံတို့နော်ထိုင်းနိုင်ငံမြန်မာနိုင်ငံပေါင်းများစွာကိုစီးပွားရေးလုပ်ရအောင်လည်းပဲစီးပွားရေးလုပ်ငန်းကြီးကနောက်မှနော်ဆင်မြင့်နဲ့လုပ်ထားပေးတာအခုဆိုရင်ငွေတွေထွက်နေတဲ့ဒီငွေတွေအားလုံးကိုလည်းပဲလူတွေအားလုံးဒုက္ခမဖြစ်အောင်ရေတွေအားလုံးကိုလည်းလူတွေအားလုံးမထိခိုက်လေအောင်ရေတွေအားလုံးကိုလည်းတရှင်းလုပ်တယ်ငွေတွေအားလုံးကိုလည်းတရှင်းလုပ်ပြီးမှတစ်စစ်တရှင်းလုပ်ပြီးမှရေကိုလည်းထိုးလို့တယ်တန်ငွေတွေကိုလည်းပဲထိုးလို့တာဗျဆိုတော့မိတ်ဆွေတွေတကယ်ချင်းတွေအားလုံးတွေးကြည့်ဒီလိုမျိုးကောင်းမွန်တဲ့နော်ဒီလိုမျိုးလူတွေအားလုံးအတွက်ဘက်ပေါင်းစုံကိုကြည့်ရှုပြီးတော့ရှုထောက်ပြီးတော့လုံတဲ့စီးပွားလုပ်ငန်းဆိုတာကျွန်တော်ရဲ့ဘဝထဲမှာကျတော့တခါမှမစင်စားမိဘူးမစင်စားမိလို့လည်းပဲအခုလိုမျိုးပေါ့နော်ဒီစီးပွားလုပ်ငန်းကဒီလိုရှိတယ်ဆိုတဲ့အကြောင်းကိုချပြလိုက်တာဖြစ်ပါတယ်ဆိုတော့ဒါမိတ်ဆွေတွေတကယ်ချင်းတွေအားလုံးကိုကျွန်တော်တို့ရဲ့စီးပွားရေးကျွန်တော်လှုပ်ရှားနေတဲ့စီးပွားလုပ်ငန်းကအပြောသက်သက်မဟုတ်ပါဘူးတကယ်လက်တွေ့ပါလွဲနေလည်းမပြောရဲဘူးမှန်နေမှပြောရဲမှာမှန်နေလို့စက်ကပြောနေချက်ဖြစ်ပါနော်ဒါကြောင့်မို့ဝင်ရောက်အပေးတဲ့မိတ်ဆွေအားလုံးဝင်ကြည့်ရှုတဲ့မိတ်ဆွေတွေအားလုံးအခုလိုမျိုးတင်ပြချင်းကမိတ်ဆွေတွေအားလုံးဆိုရင်စီးပွားရေးထက်ကိုဝင်ကောင်းမလားမဝင်ကောင်းမလားလုပ်ရင်ကောင်းမလားမလုပ်ရင်ကောင်းမလားနော်ဆုတ်ဖြတ်ချက်မချနိုင်တဲ့မိတ်ဆွေတကယ်ချင်းအားလုံးကိုဆုတ်ဖြတ်ချနိုင်အောင်ငါကဒီနေ့ရှေ့ဝင်တာနဲ့စီးပွားလုပ်ငန်းရှင်ကြီးတယောက်ဖြစ်ပြီဆိုတဲ့ပုံစံတိုင်းRobert T. Sigge စကားနဲ့ပြောမယ်ဆိုတော့ ESBI မှာ B စီးပွားရေးနေ့စဉ်နဲ့ပိုင်ရှင်ကြီးဖြစ်သွားပြီ Investment ဒါကိုနဲ့ယင်းနှိမ့်မြှနှံ Investor တယောက်ဖြစ်သွားပြီအဲ့လိုမျိုးဆုတ်ဖြတ်နိုင်အောင်ကျွန်တော်ကထပ်မှပြီးတော့မျှဝေပေးချဖြစ်ပါเนาะမိတ်ဆွေတကယ်ချင်းတွေအားလုံးကိုအရချစ်ပါတယ်ချစ်လို့လည်းပဲကောင်းတဲ့စီးပွားရေးကိုတည်လာပြီးတော့ရှေ့ကနေပြီးတော့မပြောပြနေတာဖြစ်ပါเนาะဆိုတော့မိတ်ဆွေတကယ်ချင်းတွေအားလုံးအရဆင်မြင့်တဲ့စီးပွားရေးစေကသုံးလို့ရှိမယ်ဗတ်တန်ပေါင်းပေါင်းတဲ့ချီပြီးတော့ယင်ထားတယ်ဒါကြောင့်မို့ဝင်ရောက်ပြီးတော့စီးပွားလုပ်ခြင်းအဖြစ်ကိုစီးပွားလုပ်ငန်းရှင်ကြီးဖြစ်ပြီးတော့ကိုရရှိတဲ့စီးပွားလုပ်ငန်းကိုလူတိုင်းကိုကျွန်တော်လိုမျိုးပြန်လဲမျှဝေပေးခြင်းအဖြစ်ကုသိုလ်ယူရင်းနဲ့အောင်မြင်တဲ့စီးပွားလုပ်ငန်းရှင်ကြီးဖြစ်တဲ့ကြောင့်ကိုမိတ်ဆက်ပေးနေအားလုံးကိုချစ်တင်ပါတယ်ဆိုရင်မှ welcome ပါလို့အားလုံးကိုနှုတ်ဆက်တတ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးမင်္ဂလာပါ